လုံးပဲမင်္ဂလာပါဇိုမီမှချဲလုံးကနေကြိုဆိုပါ၏မြန်မာသတင်းနှင့်နိုင်ငံတကာသတင်းများနားထောင်ကြရအောင်မေလ23ရက်အကြမ်းဖက်သမား CDF တွန်းဆန်မှစစ်တင်နှန်းတက်ဖို့အာဏာနဲ့နေရောက်ဖမ်းဆီးခေါ်ယူနေလို့တွန်းဆန်မျိုးကလူငယ်အများပြားတိမ်းရှောင်နေရအကြမ်းဖက်သမား CDF တွန်းဆန်မှစစ်တင်နှန်းတက်ရောက်ဖို့လူငယ်တွေကိုအာဏာစစ်နဲ့ခေါ်နေပြီးတက်ရောက်ပြက်ကွက်သူများကိုနေအိမ်ရောက်ဖမ်းဆီးခေါ်ဆောင်တာကြောင့်တွန်းဆန်မျိုးနှင့်ပတ်ဝန်းကျင်ရှိကျေးရွာများမှလူငယ်များအနေဖြင့်ဒေသကိုစွန့်ခွာတိမ်းရှောင်နေရသူများပြားနေကြောင်းတိမ်းရှောင်သူတွန်းဆန်ဒေသခံလူငယ်တဦးကပြောပြပါသည်အကြမ်းဖက်သမား CDF တွန်းဆန်ခေါင်းဆောင်ဦးထန်စွန်းမုံကတွန်းဆန်မျိုးမှာအာဏာရှင်နဲ့ပြုလုပ်တဲ့စစ်တင်နှန်းပထမအဖွဲ့မှာအသက်18နှစ်နဲ့35နှစ်ကြားလို့သတ်မှတ်တယ်လို့ပြောပါသည်မေလ10ရက်နေ့မှတင်နှန်းစတက်ပြီးမေလ19ရက်နေ့မှာပြီးသွားမှာဖြစ်ပြီးရက်ပြည့်အောင်တင်နှန်းတက်ပေးကြဖို့ကိုလည်းဆက်လက်ပြဆိုပါသည်တင်နှန်းတက်ရဲ့သူအယောက်150ခန့်ရှိပြီးတချို့ကတင်နှန်းကာလအတွင်းမှာတင်ထွက်ပြေးခဲ့ပါတယ်သတင်းပေးတဲ့သူတဦးကဒီလိုဆက်ပြောခဲ့ပါတယ်ကျွန်တော်ကတော့တင်နှန်းပြီးတာနဲ့တခါတည်းထွက်ပြေးလိုက်တာပါအခုလေမေလ10ရက်နေ့မှာဒုတိယမြောက်စစ်တင်နှန်းထပ်လုပ်မယ်တွန်းဆန်ကနေလူငယ်တွေကနေ့စဉ်နီးပါးတိမ်းရှောင်လာကြတယ်လို့စစ်တာဝန်မှတိမ်းရှောင်လာသူတွန်းဆန်ဒေသခံလူငယ်တဦးကပြောပါသည်တင်နှန်းတက်ရောက်သူတွေရဲ့ဆန္ဒသဘောထားကိုမေးမြန်းပြီးထမ်းဆောင်ရမည့်တာဝန်တီးတီးကိုခွဲထားကြောင်းစစ်တင်နှန်းဆက်လက်တက်ရောက်ပြီးတပ်ဖွဲ့တွေဝင်ရောက်လိုတယ်လို့18ဦးကဆန္ဒပြုတာတွေ့ရကြောင်းကြံလူများကိုတိုက်ပွဲကာလတွင်ထောက်ပို့တာဝန်ပြုလုပ်ပေးရန်ဒေသလုံခြုံရေးနှင့်ကင်းထောက်လုပ်ပေးရန်ဆန္ဒပြုစေခဲ့ကြောင်းအဆိုပါတွန်းဆန်ဒေသခံလူငယ်ရဲ့ပြောပြချက်အရဆက်လက်သိရှိရပါသည်အကြမ်းဖက်သမား CDF မှဦးစီးပြုလုပ်တဲ့စစ်အာဏာရှင်တင်နှန်းနဲ့ပတ်သက်ပြီးအကြမ်းဖက်သမား CDF တွန်းဆန်ရဲ့စစ်ဦးစီးချုပ်ဦးထန်ဆွေးမုံကတော့ဒီတင်နှန်းကတွန်းဆန်မျိုးနဲ့သဘောတူညီဆုံးဖြတ်ချက်ကြောင့်ပြုလုပ်ရဟုဆိုရှယ်မီဒီယာမှာပြောပါသည်ပြည်သူလူထုကိုတနက်နဲ့ချင်းချောက်ကလိန်ညာပြောခဲ့ပါသည်ဟုသိရပါသည်ကျေးရွာနှင့်ရက်ကွက်အုပ်ချုပ်ရေးမှုတွေရဲ့ဆန္ဒအရမဟုတ်ပဲအကြမ်းဖက်သမား CDF တွန်းဆန်သဘောဖြင့်နက်ဆန်ရွာနှင့်ပေါင်းမွာရွာတွေကိုမီးရှို့ပြီးနောက်ပိုင်းမှာလုံရေးတာဝန်တွေယူဖို့စစ်တင်နှန်းခေါ်ယူဖြစ်တယ်လက်ရှိမှာစစ်မျက်နှာကနှစ်နေရာဖြစ်ခဲ့ရတာကြောင့်လည်းပါသည်စစ်အာဏာရှင်တင်နှန်းတက်ရောက်မဲ့စည်ရင်းကိုကျေးရွာနှင့်ရက်ကွက်အုပ်ချုပ်ရေးမှုတွေကပြုစုပေးပို့ခဲ့ကြပြီးအဲ့မှာစစ်အာဏာမတက်ချင်တဲ့သူတွေကတင်နှန်းကိုတိမ်းရှောင်တာထွက်ပြေးသူတွေကိုပြန်ဖမ်းခံရတဲ့သူတွေကိုရက်ဆက်စွာတနက်နှင့်နှိပ်စက်ခံရပြီးတည်တဲ့လူလည်းရှိပါသည်ဟုထွက်ပြေးလူငယ်တဦးကပြောခဲ့ပါသည်အဆိုပါစစ်အာဏာရှင်တင်နှန်းအတွက်တွန်းဆန်မျိုးနှင့်အနီးအနားရှိကျေးရွာများမှသတ်မှတ်ထားတဲ့လူဦးရေအတိုင်းတက်ရောက်စေခဲ့တာဖြစ်တယ်လို့လည်းထပ်မံသိရှိရပါသည်။အိုးထိန်တွင်ရွာစာတင်ကျောင်းစစ်ရာဇဝတ်မှုကျူးလွန်သူများပြင်းထန်စွာအရေးယူနိုင်ရေးပူးပေါင်းဆောင်ရွက်မည်ဟု KNDF ကထုတ်ပြန်။စကိုင်းတိုင်းဒီပဲရင်းမြို့နယ်အိုးထိန်တွင်ကျေးရွာမှစစ်ရာဇဝတ်မှုဖြစ်ရပ်ကိုတပ်တွေအဖြစ်တင်စီထားပြီးကျူးလွန်သူများကိုပြင်းထန်စွာအရေးယူနိုင်ရေးပူးပေါင်းဆောင်ရွက်မည်ဟုကရင်နီမျိုးသားများကာကွယ်ရေးတပ် KNDF ကယနေ့မေ23ရက်ထုတ်ပြန်ထားပါသည်အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည်ကရင်နီပြည်နယ်အပါအဝင်အရက်သားပြည်သူများကိုဘုံကျဲတိုက်ခိုက်သည့်ဖြစ်ရပ်များစွာကိုပုံမရက်ဆက်ကြမ်းကြုတ်စွာတွေ့လာရကြောင်းတွေက NDF ကအသိပေးသည်ထို့အပြင်မေလ12ရက်နနက်ကျောင်းတက်ချိန်တွင်စစ်ရေးပြစ်မှတ်မဟုတ်သောဒီပဲရင်းမြို့နယ်အိုထိန်တွင်ကျေးရွာ၏စာတင်ကျောင်းကို၄ဦးဖြင့်ဘုံကျဲတိုက်ခိုက်ရာဆရာမ2ဦးနှင့်ကျောင်းသားကျောင်းသူ20ဦးသေဆုံးကာထိခိုက်ဒဏ်ရာရသူ40ကျော်ရှိကြောင်းဖော်ပြထားပါသည်ထိုလုပ်ရက်များအားလုံးသည်စစ်ရာဇဝတ်မှုကျူးလွန်မှုဖြစ်ရသက်သေများအဖြစ်သိမ်းဆည်းထားပြီးကျူးလွန်သူများအားလုံးကိုပြင်းထန်စွာအရေးယူနိုင်ရန်ဒီက NDF ကပူးပေါင်းဆောင်ရွက်မည်ဟုဆိုပါသည်ထို့အပြင်စစ်ကောင်စီ၏လုပ်ရက်များကိုမတိကျကြုံပြုပြီးစစ်ကောင်စီ၏အင်အားကိုအထောက်အကူပြုနေသည့်မည်သည့်အဖွဲ့အစည်းကိုမဆိုလာကောင်းကျူးလွန်မှုများနှင့်အတူထပ်တူတာဝန်ရှိကြောင်းသတ်မှတ်သည်ဟုဆက်လက်ဖော်ပြပါသည်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်တနိုင်ငံလုံးရှိကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူအရက်သားပြည်သူများကလေးငယ်များကိုကာကွယ်စောင့်ရှောက်သောအနာဂတ်ပြည်ထောင်စုကာကွယ်ရေးတပ်တရက်ပေါ်ပေါ်ရေးစ조사ကြရမည်ဟုလည်းတိုက်တွန်းသည်
အာနာသိန်းစစ်ကောင်စီကအပြစ်ခတ်ရစဲရေးကာလများထုတ်ပြန်ခဲ့တော်လဲနိုင်ငံအတွင်းနေရအနှံ့အပြားတွင်နေစုရက်ဆက်အရက်သားပြည်သူများကိုပြစ်မှတ်ထားတပ်ဖြတ်နေသည်ကိုနိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်စစ်ရာဇဝတ်မှုကျူးလွန်နေသည့်အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကိုအရေးယူရေးနှင့်စစ်လက်နက်ပစ္စည်းအထောက်ပံ့များတားဆီးရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန်နေက NTF ကမြစ်တာရက်ခံသည်အာဏာသိမ်းစစ်တပ်သည်နိုင်ငံတော်ဝန်အရက်သားပြည်သူများကိုတပ်ဖြတ်မှုများစွာကျူးလွန်နေပြီးထိန်ချန်ထားသည့်များလည်းရှိကရခိုင်လကဖမ်းမိသည့်ပဲခူးတိုင်းညောင်လေးပင်မြို့နယ်မှပြူစောထီကောင်းဆောင်တဦး၏ထွက်ဆိုချက်အရစစ်တပ်ဦးဆောင်၍တပ်ဖြတ်ခဲ့သည့်ပြည်သူ3ဦးမှ9ဦးအထိအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့သည့်ဖြစ်စီ9ခုအထိရှိခဲ့သည်ကိုတွေ့ရပါသည်နလင်ဘေးသည့်မတန်ဆွမ်းများအားထောက်ပံ့ကြေးပေးအပ်မန္တလေးနလင်ကြီးတံကိုခန်းစားခဲ့ရတဲ့ဒေသတွေကမတန်ဆွမ်းသူ1000ကျော်ကိုထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကပြောပါသည်ထောက်ပံ့ကြေးပေးအပ်ပွဲကိုတော့မေလ12ရက်မွန်းတဲ့12နာရီအချိန်ကပြန်လည်ထူထောင်ရေးဦးစီးဌာနအစည်းအဝေးခန်းမမှာကျင်းပခဲ့တာဖြစ်ပါသည်မန္တလေးငလင်ကြီးကြောင့်ပြည်ထောင်စုနယ်မြေနေပြည်တော်အပါအဝင်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးတွေမှာမတန်ဆွမ်းသူ1168ယောက်ငလင်ဘေးခံစားခဲ့ရပြီးတဘာဝဘေးကြုံတွေ့ချိန်မှာမတန်ဆွမ်းသူတွေကပုံမူထိခိုက်လွယ်တဲ့အခြေအနေရှိသူတွေဖြစ်ပါတယ်။အဲဒါကြောင့်လက်တလောတက်တာချောင်းချီရေးတစိမ့်တစ်ပိုင်းအထောက်ပံ့ဖြစ်စေဖို့အတွက်ငလင်ဘေးခံစားခဲ့ရတဲ့မတန်ဆွမ်းသူတွေကိုအထူးအခြေအနေတရက်အဖြစ်ထောက်ပံ့ရတာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကပြောပါသည်။ဒါအပြင်ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေနဲ့မတန်ဆွမ်းသူတွေရဲ့အခွင့်အရေးများဆိုင်ရာတဘာဝဘေးနဲ့တခြားရေးပေါ်အခြေအနေဆက်ကော်မတီကိုဖွဲ့စည်းထားရှိပြီးမတန်ဆွမ်းသူတွေအတွက်ဘေးအန္တရာယ်စီမံခန့်ခွဲမှုနဲ့ကယ်ဆယ်ရေးစံလုပ်ငန်းစဉ်ကိုလည်းပြုစုရေးဆွဲနေတယ်လို့သိရပါသည်။မန်တုံနဲ့မိုင်းငုံမြို့တွေမှာစစ်ကောင်စီတပ်ကဘုံကျဲလို့အရက်သား2ဦးသေဆုံးပြီး3ဦးဒဏ်ရာရရှမ်းပြည်နယ်မြောက်ပိုင်းကမန်တုံမြို့နဲ့မိုင်းငုံမြို့တွေမှာအာဏာသိမ်းစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သား2ဦးသေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့တယ်လို့တအိုင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကထုတ်ပြန်ပါသည် TNLA တပ်တွေထိန်းချုပ်ထားရာရှမ်းမြောက်ဒေသကမန်တုံနဲ့မိုင်းငေါမြို့တွေကိုစစ်ကောင်စီတပ်ကမနေ့ကမေလ12ရက်ညပိုင်းကဂျက်ဖိုက်တာတိုက်လေယာဉ်တွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါသည်မန်တုံမြို့ကအောင်ချမ်းသာရပ်ကွက်အတွင်းည10နာရီ45မိနစ်ခန့်မှာဂျက်ဖိုက်တာတိုက်လေယာဉ်နဲ့ဘုံနှစ်လုံးကျဲချတိုက်ခိုက်ခဲ့လို့ဒေသခံရဲသား2ဦးသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကလူနေအိမ်28လုံးဘုံဆောက်ရှိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA ကဆိုပါသည်အလားတူပဲမိုင်းငုံမြို့ကဒါလုံရက်ကွက်စာတင်ကျောင်းနီးကိုလည်းည9နာရီမိနစ်40အချိန်ခန့်မှာစစ်တပ်ကဂျက်ဖိုက်တာတိုက်လေယာဉ်နဲ့နှစ်ကြိမ်ဘုံ4လုံးကျဲချတိုက်ခိုက်သွားတယ်လို့ပြောဆိုပါသည်ရေစကြိုမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြားဖြတ်တိုက်ခိုက်အကြမ်းဖက်စစ်တပ်ကအရာရှိအပါ28ဦးသေဆုံးပြီးကင်းထောက်ရုံးတစ်စင်းကိုပစ်ချနိုင်ခဲ့မကွေးတိုင်းရေစကြိုမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်လို့အရာရှိ2ဦးအပါအဝင်28ဦးသေဆုံးခဲ့ပြီးစစ်ကောင်စီရဲ့ကင်းထောက်ရုံးတစ်စင်းကိုပစ်ချနိုင်ခဲ့တယ်လို့ Southern PDF ကထုတ်ပြန်ပါသည်မေလ9ရက်နေ့မနက်9နာရီအချိန်ရေစကြိုမြို့နယ်စင်ချောင်းပြည်သူစစ်ကြေးရွာကနေထွက်လာတဲ့ခလာရ256 259 258တပ်ကစစ်အုပ်စုစစ်ကြောင်းဟာစန်းတစ်ကြေးရွာကိုအင်အား100နီးပါးတစားခံပြည်သူ9ဦးတို့နဲ့အတူဦးတီစစ်ကြောင်းထိုးလာစဉ်စန်းတစ်ကြေးရွာမြောက်ဘက်တနေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါသည်တိုက်ပွဲဖြစ်ပြီးနောက်စစ်အုပ်စုဟာရေစကြိုမြို့နယ်တဲတော်ကျေးရွာကိုဖာရမော်တော်နှစ်စီးဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူအိမ်ပျက်စီးခဲ့ပြီးတဦးသေဆုံးခဲ့တယ်လို့သိရပါသည်ဂါဇာတွင်အပြည့်ရဲ့သဘောတူထားမှုမရှိဟုအစ္စရေးပြောဂါဇာကမ်းမြောင်ဒေသမှာအပြည့်ခတ်ရစဲရေးသဘောတူညီထားတာမရှိဘူးလို့အစ္စရေးကပြောကြားခဲ့တာကိုစီးရင်သတင်းမှာဖော်ပြထားပါသည်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကအပြစ်ခတ်ရစဲရေးမပြုတော့ပဲဂါဇာကမ်းမြောင်ဒေသမှာစစ်ရေးအရအရှိန်ဟုန်မြင့်လှုပ်ဆောင်မဲ့အစီအစဉ်တွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းပြောကြားခဲ့ပါသည်ဂါဇာကမ်းမြောင်ရှိမျက်မြင်သက်သေတွေပြောကြားချက်အရအမေရိကန်နိုင်ငံသားတစားခံတယောက်ဖြစ်တဲ့ Eden Alexander ကိုပြန်လည်လွှတ်ပေးပြီးနောက်ဂါဇာကမ်းမြောင်ဒေသကိုအစ္စရေးကလေယာဉ်တွေဒရုန်းတွေနဲ့တိုက်ခိုက်မှုပြန်လည်ဆက်တင်ခဲ့တယ်လို့ပြောကြားခဲ့ပါသည်ဂ
Hamas, American, Egypt နဲ့ကာတာတို့ဟာအပြစ်ခတ်ရစဲရေးအတွက်ဆွေးနွေးတာတွေရှိနေပေမဲ့အစ္စရေးကဂါဇာကိုစစ်ရေးအရအရှိန်မြင့်တာတွေဆောင်ရွက်နေတာဖြစ်ပါပြီးဂါဇာကမ်းမြောင်ဒေသမှာတိုးချဲ့စစ်ရေးဆင်နွှဲဖို့အစ္စရေးအစီအစုကိုဆက်လက်လှုံ့ဆော်သွားမှာဖြစ်ပြီးဟာမတ်စ်နဲ့စစ်ပွဲကပြီးဆုံးသွားမှာမဟုတ်ဘူးလို့နေတန်ယာဟုကပြောကြားခဲ့ပါသည်အိန္ဒိယအပေါ်စစ်ဆင်ရေးအောင်မြင်ခဲ့ကြောင်းပါကစ္စတန်ဝန်ကြီးချုပ်ကြေညာပါကစ္စတန်၏အိန္ဒိယအပေါ်စစ်ဆင်ရေးသည်ကြီးမားသောအောင်မြင်မှုဖြစ်ကြောင်းနှင့်ရင်းအောင်မြင်မှုအားနှစ်စဉ်မေလ10ရက်တွင်အောင်ပွဲခံအခမ်းအနားကျင်းပသွားမည်ဖြစ်ကြောင်းပါကစ္စတန်ဝန်ကြီးချုပ်ရှီဘတ်ရှာရစ်ကယနေ့တွင်ပြောကြားသည်မေလ10ရက်သည်အိန္ဒိချင်းနိုင်ငံကြားတွင်အပြစ်ခတ်ရစဲမှုကိုသဘောတူညီခဲ့သောနေ့ဖြစ်ပြီးပါကစ္စတန်ကအိန္ဒိယအပေါ်စစ်စင်ရေးတရက်စတင်လိုက်ပြီးနောက်နိုင်ပိုင်းအတွင်းမှာပင်ရင်းသဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ကအဆိုပါစစ်စင်ရေးအတွင်းအိန္ဒိယဒုံးကျည်တိုးလောင်စခန်းတစ်ခုနှင့်လေတပ်စခန်းများအားတိုက်ခိုက်ခဲ့ကြောင်းပါကစ္စတန်ကပြောကြားခဲ့သည်အမှန်တရားအတွက်ရုန်းကန်ခဲ့သောနေ့အားအမျိုးသားစည်းလုံးညီညွတ်မှုစိတ်သက်စိတ်အားထက်သန်မှုများဖြင့်နှစ်စဉ်နိုင်ငံနှင့်အဝန်းကျင်းပသွားမည်ဖြစ်ကြောင်းအစိုးရကဆိုရှယ်မီဒီယာအခပေါ်တွင်ပြောကြားခဲ့ပါသည်မြူလက်နက်ပိုင်ဆိုင်သောရန်ဘတ်နှစ်နိုင်ငံကြား1999ခုနှစ်နောက်ပိုင်းအဆိုးရွားဆုံးထိပ်တိုက်တွေ့မှု၌တိုက်လေယာဉ်များဒရုန်းများဒုံးကျည်များလက်နက်ကြီးများဖြင့်၄ရက်ကြာပြင်းထန်စွာတိုက်ခိုက်ခဲ့ကြပြီးနောက်ရရှိခဲ့သောအပြည့်ရမှုသည်ယမန်နေ့အထိဆက်လက်တည်မြဲနေပုံရပါသည်ဧပြီ22ရက်ကအိန္ဒိယနိုင်ငံပိုင်ကက်ရှမီးယားဒေသတွင်ခရီးသွား26ဦးသေဆုံးခဲ့သောတိုက်ခိုက်မှုတစ်ခုဖြစ်ပေါ်ခဲ့ပြီးနောက်နှစ်နိုင်ငံကြားပဋိပက္ခဖြစ်လာခဲ့ခြင်းဖြစ်သည်အဆိုပါတိုက်ခိုက်မှုအားပါကစ္စတန်ကအားပေးခဲ့ကြောင်းအိန္ဒိယကဆွဆွဲခဲ့ပြီးအစ္စလာမာဘတ်ကပါဝင်ပတ်သက်မှုမရှိကြောင်းညင်းဆိုခဲ့သည်ယမန်နေ့ကနိုင်ငံသို့မိန့်ခွန်းပြောကြားရာ၌အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီကအနာဂတ်တွင်အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်လာပါကလည်းအခိုင်အမာတုံ့ပြန်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်ထို့ပြင်ပါကစ္စတန်နှင့်ထပ်မံ၍ပဋိပက္ခဖြစ်ခဲ့ပါကနျူကလ িয়ার ဖြင့်အနုကြမ်းစီးမှုမျိုးကိုအိန္ဒိယကတီးခံမည်မဟုတ်ကြောင်းမိုဒီကဆက်လက်ပြောကြားခဲ့ပါသည်အကယ်၍များအိန္ဒိယအပေါ်နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုလှုံ့ဆော်ခဲ့ရင်ခိုင်မာတဲ့တုံ့ပြန်မှုလှုံ့ဆော်သွားမယ်ဟုမိုဒီကပြောကြားပါသည်မိုဒီ၏မှတ်ချက်များနှင့်ပတ်သက်၍ပါကစ္စတန်နိုင်ငံရေးသမားများကပြင်းထန်စွာတုံ့ပြန်ကြသည်မိုဒီကလက်ထဲဘာမှမကျန်တော့လောက်အောင်ရှုံးနိမ့်သွားသောလောင်းကစားသမားတဦးကဲ့သို့ပြောဆိုနေကြောင်းပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကာဝါဂျာအာဆစ်ကပြောသည်ဟုသတင်းဌာနကဖော်ပြခဲ့ပါသည်မိုဒီ၏မိန့်ခွန်းသည်တိတ်ခါကြခဲ့သည့်ရှုံးနိမ့်မှုအားရှင်းလင်းစွာဝန်ခံခြင်းဖြစ်ကြောင်းအထက်လွှတ်တော်အမတ်အာဖန်စီတစ်ကျူကလည်းဆိုပါသည်နှစ်နိုင်ငံစလုံးကိုရင်းတို့အပြည့်အဝပိုင်ဆိုင်ကြောင်းပြောကြားကြပြီးလက်တွေ့တွင်ထဝက်စီတာအုပ်ချုပ်နေကြသောကက်ရှမီးယားဒေသသည်အိန္ဒိယနှင့်ပါကစ္စတန်ကြားစစ်ပွဲနှစ်ပွဲဆင်နွှဲခဲ့ရသည့်အဓိကအကြောင်းရင်းဖြစ်သလိုတင်းမာမှုများ၏အရင်းအမြစ်လည်းဖြစ်ပါသည်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ခေါင်းလောင်းလေးနှိပ်တာနဲ့ဆက်လက်အားပေးကြအောင်နော်